ကျွန်တော်ဘာလို့50တကယ်ဟုတ်လားမဟုတ်လားပြောပြတော့ပေးမှာပါတယ်နံပါတ်နော်ဒီနေ့ကျွန်တော်မဟာခေါ်ရရှိရောတော့ဘာမှတော့မဟုတ်ဒီကျွန်တော် create မှုပြောင်းပါမယ်ဒီထဲမှာနော်ဝါစီတယ်နော်950လို့ရိုက်ပါနော်ဟိုတွေ့တန်း950ပေါ့နော်မင်းနှိုက်လိုက်ပါပြီခဏဆောင်Minecraft ဟာတဲ့ဗီဒီယိုလေးတင်ပေးမှာပေါ့နော်ခဏလေးဆောင်လိုက်ပါဖို့တူတူလေးပေါ့နော်ကျွန်တော်ဒီအပိုင်းဗီဒီယိုတိုင်းမတင်ပြပါဘူးအဲ့ဒါကျွန်တော်နေကောင်းတော့ပါခဏဆောင်နော်မရောက်ဘူးနော်မကြီးဒီတန်းတောင်းပါဒီမှာတပင်ပြီးလို့ရှိရင်ဒီကိုတန်းဓာတ်တို့လေဒီတန်းဓာတ်မရွာဘူးနော်ရွာရဲ့အောက်မှာရဗီကူရှိပါတယ်မကြီးပေါ့နော်ကူကြီးပေါ့နော်ဒီကိုတော့မကြီးအနေကြီးပဲပေါ့နော်ဟာဒီကူဆိုအနေကြီးပဲပေါ့နော်ရွာဒီဘက်သွားကြည့်မှာဆိုမကြီးပေါ့နော်ကျွန်တော်တော့ပြနေတယ်မှာတော့မဖလေကြအောင်ဆိုနော်ဒီမှာလာပါဘောနော်ဒီစတဲ့နန်းဝင်လိုက်ပါဝင်ပြီးလို့ရှိရင်create move ဒါအောက်ဆွဲချင်ဒီတရားပါလာပါတယ်တောင်းပြီးပါနော်လေချာအောက် post တွေtry change ပါနော်ဘယ်နဲ့မှလဲဒီမှာနော် spawner ရှိမယ် ရှိမ try change try change အကြီးပေါ့နော်အားလုံးပဲ subscribe နဲ့ like နဲ့လည်း share လေးလည်းနိုင်ကြပါအောင်လို့ပြောချင်ပါတယ် bye bye